ရှေးဟောင်းနန်းတော်ကြီးရဲ့တိတ်ဆိတ်တဲ့ညတညမှာတခါမှမကြားဘူးခဲ့တဲ့ထူးဆန်းအံ့ဩစရာဖြစ်ရတဲ့ဖို့စတင်ခဲ့ပါတယ်။အမောင်လူချောင်းမှာစိုးရင်စိတ်တွေနဲ့ပြည့်နှက်နေတဲ့နန်းတွင်အမှုတန်းတွေဟာတုံးလို့ခြောက်ခြားစရာကိစ္စတစ်ခုကိုရင်ဆိုင်ခဲ့ရတာပါ။ဒီဖြစ်ရကတော့တမိုင်းမှာပဟေးတစ်ခုလိုကြံရစ်နေခဲ့ပါတယ်။နန်းတွင်ထဲမှာရှိနေတဲ့မင်းကြီးမင်းသားတစ်ပါးဟာရုတ်တရက်ဆိုသလိုအသက်ဆုံးရှုံးသွားခဲ့ပြီးနန်းတော်တစ်ခုလုံးပူဆွေးဝန်းနေခဲ့ကြရပါတယ်။အဲ့ဒီခေတ်ကထုံးတမ်းစင်နာတွေအတိုင်းတည်ဆုံးသူရဲ့ရုပ်အလောင်းကိုတကြိုဖို့အတွက်တုတ်တန်ကိုအမြန်ဆုံးပို့ဆောင်ဖို့ပြင်ဆင်ခဲ့ကြတာဖြစ်ပါတယ်။မိုးချုံစပြုလာတဲ့အချိန်မှာတော့နန်းတွင်ကနေတုတ်တန်စီကိုဥတီးပြီးအလောင်းတဲ့အဖွဲဟာတိတ်တဆိတ်ထွက်ခါလာခဲ့ပါတယ်။လမ်းတစ်လျှောက်မှာအေးဆက်တဲ့လေတွေတိုက်ခတ်နေပြီးပတ်ဝန်းကျင်တစ်ခုလုံးကလည်းထူးထူးခြားခြားခြောက်ခြားဖို့ကောင်းနေခဲ့တာပါ။တုတ်တန်ကိုရောက်တဲ့အခါမှာတော့ထုံးစံအတိုင်းမြေမြုပ်တကြိုဖို့အတွက်လှုပ်ဆောင်စရာရှိတာတွေကိုစနစ်တကျလှုပ်ဆောင်ခဲ့ကြပါတယ်။အားလုံးပြီးစီးသွားတဲ့အခါမှာတော့လိုက်ပါလာသူတွေဟာစိတ်မကောင်းခြင်းများစွာနဲ့နန်းတော်စီကိုခေါင်းကိုက်ဆက်ချပြီးပြန်လာခဲ့ကြတာပေါ့။ဒါပေမဲ့အဲ့ဒီညမှာပဲမယုံနိုင်စရာကိစ္စတစ်ခုကစတင်ဖြစ်ပေါ်လာပါတယ်။နန်းတော်တကားဆောင်တွေဟာအမောင်ထဲကနေတယောက်ယောက်လျှောက်လန်းလာတဲ့ကိုကြားလိုက်ရပါတယ်။အတန်လာရာကိုကြည့်လိုက်တဲ့အခါမှာတော့သူတို့အားလုံးတွင်းပြတ်မတက်ကြောက်လန့်သွားခဲ့ရပါတယ်။သူတို့မြင်လိုက်ရတာကတော့ခုနကတင်တုတ်တန်မှမြင်မြုပ်တကြိုးခဲ့တဲ့မင်းသားဟာနန်းတော်တကားဝမှာကိုယ်တိုင်ပြန်လဲရက်နေတာပဲဖြစ်ပါတယ်။သူ့ရဲ့ဝတ်စုံတွေမှာမြေကြီးတွေပေးချမ်းနေပြီးမျက်နှာကလည်းသွေးမရှိသလိုဖြူရော့နေတာကိုထိလန့်ဖွယ်တွေ့လိုက်ရပါတယ်။နန်းတွင်မှုတန်းတွေဟာကြောင်လန့်လန့်နဲ့ပဲအဲ့ဒီလူကိုနန်းတော်ထဲခေါ်ဆောင်သွားခဲ့ပြီးတခြားကြည့်ရှုခဲ့ကြပါတယ်။တကယ်ပဲဒါဟာတိတ်ဆုံးသွားခဲ့တဲ့မင်းသားဖြစ်နေတာကြောင့်ဘယ်သူမှစကားမပြောနိုင်ပဲမြင်သက်နေခဲ့ကြပါတယ်။ဒါဟာလူလားဒါမှမဟုတ်တက်စီလားဆိုတာခွဲခြားရခက်နေခဲ့တာပါဒီသတင်းဟာနန်းတော်တစ်ခုလုံးကိုခဏချင်းအတွင်းမှာပြန့်နှံ့သွားခဲ့ပါတယ်ဘုရင်ကြီးကိုယ်တိုင်ကလည်းဒီကိစ္စကိုသိရှိသွားတဲ့အခါမှာအံ့ဩတုန်လှုပ်သွားပြီးနန်းတွင်းကပညာရှိတွေနဲ့ဗိနေစရာတွေကိုအမြန်ဆုံးဆင့်ခေါ်ပြီးစစ်ဆေးခိုင်းပါတော့တယ်ပညာရှိတွေရောက်လာပြီးစစ်ဆေးကြည့်တဲ့အခါမှာတော့မင်းသားဟာအသက်ရှူနေစေဖြစ်တာကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့သူ့ရဲ့မျက်လုံးတွေကတော့အသက်မဲ့နေသလိုမျိုးဘာမှမမြင်ရတော့ဘဲနဲ့စကားလည်းတစ်ခွန်းမှပြန်မပြောနိုင်တဲ့အခြေအနေဖြစ်နေခဲ့တာပါဒီဖြစ်ရအပေါ်မှာအမျိုးမျိုးထင်ကြီးတွေပြီးခဲ့ကြပါတယ်တချို့ကလည်းဒါဟာမော်တက်တစ်ခုခုကြောင့်ဖြစ်နိုင်တယ်လို့ယူဆကြပြီးတချို့ကတော့တိတ်ဆုံးသွားပြီလို့ထင်ရတဲ့အချိန်မှာတကယ်တမ်းကခဏတာမေ့မျောသွားတာဖြစ်နိုင်တယ်လို့ပြောဆိုကြပါတယ်ဒါပေမဲ့အကြီးမားဆုံးဗဟေဒီကတော့မြင်းမြုပ်ထားတဲ့အလောင်းကမြေချင်းထဲကနေဘလို့နည်းနဲ့ပြန်ထွက်လာတယ်လေဆိုတာပါပဲတုတ်တန်ကိုပြန်သွားကြည့်တဲ့အခါမှာတော့မြေချင်းဟာအကောင်းနိုင်ရှိနေပြီးဘာမှမပျက်စီးနေတာမျိုးတွေ့ရတာကပိုးပြီးတော့ထူးဆန်းနေခဲ့ပါတယ်နန်းတွင်နဲ့ပြန်ရောက်နေတဲ့မင်းသားဟာရန်နိုင်ငယ်ကြတဲ့အထိအစားလည်းမစားရေလည်းမတောက်ပဲငင်းငိုင်နေခဲ့ပါတယ်သူ့ရဲ့ခန္ဓာကိုယ်ဟာတဖြည်းဖြည်းနဲ့ပြန်လဲအိပ်ဆက်လာပြီးနောက်ဆုံးမှာတော့တကယ်ပဲအသက်ကင်းမဲ့သွားခဲ့ပြန်ပါတယ်ဒီတစ်ခါမှာတော့မင်းကြီးကအလောင်းကိုနန်းတော်ထဲမှာပဲတခြားဆောင်ကြည့်နေခဲ့ပါတယ်ဒါပေမဲ့ထိုးချတာကတော့ဒုတိယအကြိမ်တည်ဆုံးသွားပြီးတဲ့နောက်မှာတော့မင်းသားရဲ့ရုပ်အလောင်းဟာငကိုထက်ပိုးပြီးမြင်းမြဆန်းဆန်းပုတ်ပွားပျက်စီးသွားတာကိုတွေ့ရပါတယ်ဒီဖြစ်ရဆန်းကြီးကိုတမိုင်းမှတ်တမ်းတွေထဲမှာလှုပ်ဝက်ချက်တစ်ခုအနေနဲ့ပဲရေးသားခဲ့ကြပါတယ်တုတ်တန်ကနေနန်းတော်စီကိုကိုယ်တိုင်ပြန်လာခဲ့တဲ့အလောင်းရဲ့နောက်ွယ်မှာဘလို့နန်းလောကသားတွေပါဝင်နေမလဲဆိုတာကိုတော့ခုထက်ထိဘယ်သူမှအပြေမထုတ်နိုင်ကြသေးပါဘူးဒီကနေ့ခေတ်အထိလည်းရှင်းလူကြီးတွေကဒီပုံမြင်မှုပြန်ပြောတိုင်းစက်တိထစရာကောင်းနေတော့မှာပဲနန်းတော်ရဲ့တကားဝမှာပေါ်လာခဲ့တဲ့အဲ့ဒီလူဟာတကယ်ပဲမင်းသားလားဒါမှမဟုတ်တခြားအရာတစ်ခုလားဆိုတာကတော့စဉ်းစားစရာဖြစ်နေစေပါပဲ